မတ်နီဆိုတဲ့အမျိုးသမီးလေးကဘဲကမှမသိပဲဒီကရွာလေးကိုရောက်လာခဲ့။သူမရဲ့အလှတရားကတော့ရွာကယောက်ျားတွေကိုယူသွတ်စေပြီးမိန်းမတွေကိုမနာလိုစိတ်နဲ့တောက်လောင်စေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအလှတရားကပဲဘယ်သူမှမထင်မှတ်ထားတဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်။မတ်နီကအသက်40ကျော်ပြီလို့ပြောကြပေမဲ့သူမရဲ့အသားအရည်ကတော့အရွယ်တင်နုပြူနေသေးပါ။သူမစီကတနက်ခါနဲ့တင်းတင်းလေးတွေဟာခက်ဝေးဝေးထိပြန့်လွင့်နေတတ်တယ်။ပတ်ဝန်းကျင်ကအမျိုးသမီးတွေကမတ်နီကိုမြဲမနာလို့ဖြစ်ကြတယ်။ကြည်စမ်းမအောင်မတ်နီကတော့တပြက်စီလဲရလားယောက်ျားတွေကိုညှိဆွဲနေတာလားမသိဘူး။သူ့ရှင်နဲ့သူတပြက်စီလဲနေတာပေါ့ကွာ။ငကူကမှလှတဲ့သူမို့လို့သာကြည်ကောင်းနေတာပေါ့။အကောင်းမြင်စိတ်လေးလဲထားပါအောင်ကွာ။ရှင်ကတော်တော်ကိုအကောင်းမြင်စိတ်ရှိနေတယ်ပေါ့ဟုတ်လား။ကျမလက်စာမိကြည့်ရင်တော့အခုချက်ရှင်ညံ့ပြန်ရုပ်ကလေးပန်းပြပြီးတမျက်စီလဲနေတာများပြောမပြောချင်ပါဘူးအေးအနေအထိုင်လဲစင်ကျင်ကြပါအောင်တော့မက်နီကြအောင်တမင်အော်ပြောနေတဲ့အဖွားကြီးရဲ့အတန်ကိုအတိုင်းသာကြားနေရတဲ့ကြောင့်မက်နီလည်းအတော်လေးစိတ်မကောင်းဖြစ်နေနေတယ်မက်နီကရွာကလူတွေနဲ့ရင်းနှီးဖို့ကြိုးစားခဲ့တယ်ဈေးဝယ်တဲ့အခါမှာလဲလူစီကားလာတဲ့ဆိုင်ကိုသာရွေးဝယ်ခဲ့တယ်ဆိုင်မှာအရက်တောက်နေတဲ့ယောက်ျားတွေရဲ့အကြည့်ကမက်နီစီကနေမခွာနိုင်အောင်ငေးမောကြည့်နေတာကြောင့်ဆိုင်ရှင်ကမက်နီကိုကြည်မရဖြစ်နေခဲ့တယ်။ဒါလေးပဲစီလက်မှာ3000မြန်ဝယ်ပြီးမြန်ပြန်မအေးဟိုကောင်တွေကညီကိုပဲကြည်နေကြတာ။ယူသူမရှက်ညင်းသူရှက်ပါတော့ဈေးဘိုးလေးကပိုးတာပြတ်မအပ်နဲ့တော့အမမုံဘိုးဖြစ်ယူထားပါဈေးတွေကိုမုံဘိုးအပိုပေးပြီးစေတနာပြတတ်ပြီးမဲ့သူတို့အတွက်တော့ဒါဟာကြွားဝမှုတစ်ခုလို့ပဲမြင်ခဲ့ကြတယ်။သူမရဲ့လှပမှုဟာရွာသူရွာသားတွေရဲ့စိတ်ထဲမှာမနာလိုမှုဆိုတဲ့အစိတ်ကိုတဖြည်းဖြည်းပြိုးထောင်ပေးခဲ့တယ်လို့ဖြစ်နေပါတော့တယ်။အမလီတော့ရုပ်ကလေးလှသလောက်အကြွားကလည်းတန်တာပဲ။ပိုတဲ့ပတ်စံတော်ပြန်မအပ်နဲ့တဲ့။အော်ပါတော့ဟုတ်တယ်တော့ကျမယောက်ျားဆိုရင်မနီကိုမြင်ကြတဲ့ကအစားမိအိတ်မိကိုဖြစ်နေတာ။ပညာတစ်ခုခုများတတ်ထားလားမသိပါဘူး။မနီကယင်းနီဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပြီးမြဲမအောင်မြင်တဲ့အပြင်မကြတကြတီတို့အတင်းပြောဆိုမှုတွေကြောင့်ကြောခိုင်းကထွက်လာခဲ့ရပြန်တယ်။မနီကပစ္စည်းလက်ပို့ပြီးတဲ့ကိုအောင်ကိုသာမျှော်နေမိတယ်။တရွာလုံးမှာကိုအောင်ကပဲမနီကိုဖော်ရွေပေးခဲ့တယ်။မနီရဲ့မနီပစ္စည်းလက်ပို့တယ်ပြုတ်။ဘာပြီးကိုအောင်ရေးလာပြီးမှားရတဲ့ပစ္စည်းတွေကတခါတည်းအကုန်ရောက်လာတာပဲ။ဟုတ်တယ်မနီအလှပြင်ပစ္စည်းတွေများလား။ဟုတ်တယ်ကိုအောင်ရဲမောနေကြတဲ့ကိုအောင်နဲ့မက်နီတို့ကိုရှောင်းကြည့်နေတဲ့မင်းနှင်းကတော့ဒေါသထွက်နေပါတော့တဲ့သူမရှိရတဲ့ကိုအောင်ကမက်နီကိုပဲငေးကြည့်နေတာကြောင့်မနာလိုစိမ့်နဲ့ကြုံဝါလိုက်ပါတော့တယ်နင်ကတိတ်လှကျင်နေတာပေါ့တရွာလုံးနင့်ကိုယွန်ရှာသွားအောင်လုပ်ပြမယ်အဲ့ဒီအခါဒီလိုရည်နိုင်လားဆိုတာငါကြည့်ရမယ်နောက်တနေ့မနက်မှာတော့ရွာထဲမှာအနှံ့ဆိုးတွေထွက်လာပါတော့တယ်ရွာသားတွေရဲ့ကြက်တွေဟာရင်ဘတ်တွေပွင့်ပြီးဦးတွေအစားခံရတဲ့အနေအထားနဲ့တေဆုံးနေကြပါတယ်။ဘလို့ဖြစ်ရတာလဲကွာခွေးကြိုက်တာလည်းမဟုတ်ငါကြက်တွေအကုန်သေးကုန်ပြီ။ဒါခွေးလောက်တာမဟုတ်ဘူး။ဖုတ်ကောင်စားတာပဲ။မနီရောက်လာပြီးမှဒီလူတွေဖြစ်တာသူ့လက်ချက်ပဲဖြစ်ရမယ်။တရွာလုံးကကြက်တွေခွေးတွေပါတေကုန်တာကြောင့်အားလုံးစုဝေးကအပြေရှာဖို့တိုင်ပင်ကြပါတော့တယ်။ကျမအိမ်ကကြက်ရောခွေးပါအကုန်တေကုန်တာရှင်ညကလည်းဘာအတမ်းမှမကြရဘူး။မနက်မိုးလင်းမှတွေ့တော့အပုပ်နဲ့အောင်ထွက်နေပြီ။ညာကမှတည်တဲ့အကောင်တွေကအပုပ်နဲ့ထွက်နေတာယူသားဘူးတော့ကျမကတော့မက်နီကြောင်လို့ထင်တယ်။သူလာမှဒီလိုတွေဖြစ်နေတာ။မင်းနဲ့ပြောတာကိုတော့ငါကထောက်ခံတယ်။မက်နီလိုပဲငါလည်းထင်တယ်။သူ့ကိုရွာကနေအမြန်မောင်းထုတ်မှရမယ်။မဟုတ်ရင်ရွာလာနေမယ်။အဖွားကြီးရဲ့မက်နီလောက်တဲ့ဆိုတဲ့တက်သိမရှိပဲဆွဆွတာမကောင်းပါဘူးဗျ။အများနဲ့တယောက်အနိုင်ကျင့်ရကြပါတယ်ဗျာဟုတ်မှလည်းလောက်ကြပါအောင်ကိုအောင်ကသူ့ဘက်ကနေနားနေတာလားဒီလိုတွေဖြစ်နေတာကိုအောင်သာအမှန်တရားကိုမြင်အောင်ကြည့်မကြခင်သူ့အကြောင်းကိုအကုန်သိရတော့မှာပါအများနဲ့တယောက်မို့ကိုအောင်တယောက်ဘာမှဆက်မပြောပဲသူတို့ပြောသမျှကိုတိုင်းနားထောင်ကငြိမ်နေခဲ့တယ်နောက်နေ့မနက်မှာတော့မင်းင်းကမက်နီအသားစိတ်တွေစားနေတဲ့ဗီဒီယိုကိုခိုးရိုက်ပြီးမက်နီကဖောက်ကောင်ဖြစ်တယ်ဆိုတဲ့ကောလာဟာလာကိုဖြန့်လိုက်ပါတယ်ကျမပြောသားပဲမက်နီကဖောက်ကောင်ပါဆိုဒီမှာတွေ့လားသူအသားစိတ်တွေစားနေတာကျမတော့ကြည်ရင်ကြောက်လာပြီရှင်ငါတို့ကြောက်နေလို့တော့မရဘူးရွာသားတွေကိုစုပြီးသူ့ကိုမောင်းထုတ်မှရမယ်မဟုတ်ရင်ငါတို့ကိုပါစားနေလိမ့်မယ်ညရောက်တဲ့အခါမှာတော့ဒေါသထွက်နေတဲ့ရွာသားတွေဟာမိတို့တွေကင်ပြီးမက်နီရဲ့အိမ်ကိုဝိုင်းအောင်လာကြပါတော့တယ်တခုခုများဖြစ်ကြလို့လားရှင်
အခုမှမသိကြအောင်ဆောင်နေနဲ့နင်အသားစိမ်းတွေစားနေတာငါတို့တရွာလုံးတွေ့ပြီမဟုတ်ရပါဘူးရှင်အဲ့ဒါကကျမရဲ့ဇာတိမိကရိုးရအစားအစာပါကျမတိရစ္ဆာန်လေးတွေကိုလည်းတတ်ရဲပါဘူးငါတို့ကိုလှည့်စားဖို့ကြိုးစားနေနင်ဒီရွာကနေထွက်သွားငါတို့ရွာကနေထွက်သွားဘယ်တော့မှပြန်မလာခဲ့နဲ့ဒေါသနဲ့အမုန်းတရားတွေဖုံးလွှမ်းနေတဲ့ရွာသားတွေဟာဘာကိုမှနားမထောင်တော့ပဲမက်နီရဲ့အိမ်ကိုမီးရှို့ပစ်လိုက်ကြပါတယ်ခမရတို့မှားနေပြီမက်နီကလူစင်စစ်ပါပဲဗျလူသားမကောင်းဆိုးဝါဆိုရင်ကြက်ကိုအရင်စားနေလောက်ပြီမက်နီကိုကယ်ရမယ်ဒီတိုင်းဆိုသူသေသွားလိမ့်မယ်ဗျကိုအောင်စိတ်ကိုထိန်ပါအောင်သူကမကောင်းဆိုးဝါဖောက်ကောင်မယ်ကိုအောင်လည်းသူ့စီမှာလှည့်စားမခံနဲ့မက်နီရဲ့ကယ်ကြပါအောင်ဆိုတဲ့အော်ဒန်တွေဟာမိတော့တွေကြားတဲ့တိတ်ဆိတ်သွားခဲ့တယ်မက်နီကိုမကယ်နိုင်ခဲ့တာကြောင့်ကိုအောင်လည်းအတော်ကိုစိတ်မကောင်းဖြစ်နေပါတော့တယ်မိတော့တွေဟာမက်နီကိုမတတ်နိုင်ခဲ့ပါဘူးအဲ့ဒီအစားမက်နီစိတ်တွေကလူသားဆန်မှုကိုလောင်ကျွမ်းစေပြီးသူမကိုစစ်မှန်တဲ့ဖောက်ကောင်ကြီးအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်မက်နီကဖောက်ကောင်အသွင်ပြောင်းပြီးမိတော့တွေကြားထဲမှာရုတ်တရက်ရွာသားတွေရှိခုန်ထွက်လာခဲ့တယ်ဟာသူမသေးသေးဘူးဖောက်ကောင်အသွင်ပြောင်းသွားပြီငါဘာမှမလုပ်ဖ ೇನೆ နင်တို့ငါ့ကိုဆွဆွဲခဲ့ကြတယ်အခုတော့နင်တို့ဆွဆွဲတဲ့အတိုင်းငါဖောက်ကောင်ဖြစ်လာပြီနင်တို့တရွာလုံးကိုတတ်မယ်ထိုညကမက်နီရဲ့အိမ်ရှိမှာသွေးတွေနဲ့အတူအော်ဟစ်တန်တွေပါပြေးနှက်သွားခဲ့တယ်မင်းင်းကိုတတ်တော့မဲ့အချိန်မှာတော့မက်နီရဲ့ကျမကိုမတတ်ပါနဲ့ကျမမှားပါတယ်ကျမမက်နီကိုမကောင်းချင်ခဲ့မိပါတယ်ခွင့်လို့ပြပါကျမကိုမတတ်ပါနဲ့ရှင်နင့်ကြောင့်ငါဒီလိုဘဝကိုရောက်ရတာနင့်ကိုတတ်မယ်နင့်ကိုတတ်ရမယ်အဖြစ်ပြက်တွေအကုန်လုံးကိုမြင်လိုက်ရတဲ့ကိုအောင်ဟာမက်နီကိုကြောက်ပြီးငေးကြည့်နေခဲ့တယ်ကျမအပေါ်ဖော်ရွေပေးတဲ့ကိုအောင်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုရောတတ်မှလာမယ်လေကျမဒီမှာဆက်နေလို့မရတော့ဘူးကိုအောင်ကိုခီးဆိုင်ပါခဏအကြာမှာတော့မက်နီတယောက်အမောင်ထဲမှာဖြည်းဖြည်းချင်းပျောက်ခွဲသွားပါတော့တယ်အဲ့ဒီနေ့ကစပြီးမက်နီရဲ့အကြောင်းကြားလန်းကြားရတယ်လို့ရွာကိုလာတဲ့မိမလာလေးတွေဆိုသူကမှမြုံရဲကြတော့ဘူးဗျဇလန်လေးကိုဒီမှာပဲအဆုံးသတ်ပါရစီရှင်ဇလန်ဆုံးတိနားဆင်ပြီးတဲ့ပရိသတ်တရားရှင်စီကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လေးတောင်းဆိုပါရစေရှင်